လားဒေ့ရှ်တပ်ရင်း3ရင်းဟာအမေရိကန်ရဲ့ကြောထောက်နောက်ခံအားပေးမှုကိုရယူပြီးတော့မြန်မာနိုင်ငံပြည်တွင်းစစ်မှာဝင်ရောက်ဆွတ်ဖက်တော်မှာဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်ထိပ်တန်းစစ်အရာရှိတွေကိုကိုးကားပြီးတော့အိန္ဒိယသတင်းစာတစ်စောင်ဖြစ်တဲ့ Northeast News ကထုတ်ဖော်ရေးသားပါတယ် BBC အိန္ဒိယအရှေ့ပိုင်းနဲ့အရှေ့မြောက်ပိုင်းဌာနရဲ့ဌာနမှူးဟောင်းဆူဗီယာဘောမစ်ကလည်း Euro News မှာသုံးသပ်ချက်ရေးသားထားပါတယ်ဝင်ရောက်ဆွတ်ဖက်မှုလုပ်မဲ့ဘင်္ဂလားဒေ့ရှ်တပ်ရင်း3ရင်းကတော့အမှတ်10အမှတ်19နဲ့အမှတ်24တပ်ရင်းတွေဖြစ်ကြပါတယ်ဘင်္ဂလားဒေ့ရှ်စစ်သားတွေကကိုယ်တိုင်တနက်ကင်ပြီးတော့ဝင်တိုက်တာမျိုးလုပ်မှာမဟုတ်ဘဲနဲ့ supplies logistics နဲ့ tactical support တွေကိုပေးသွားမှာလို့ဆိုပါတယ် supplies ဆိုတဲ့အထက်မှာစားနပ်ရိက္ခာတွေ drone တွေနဲ့ထောက်ပို့ပစ္စည်းတွေပါဝင်မယ်လို့သိထားရပါတယ် logistics ဆိုတဲ့အထက်မှာဆက်သွယ်ရေးဆိုင်ရာအထောက်အကူတွေလမ်းပန်းဆက်သွယ်ရေးဆိုင်ရာထောက်ပံ့ကူညီမှုတွေ drone အခြေစိုက်စခန်းတွေပါဝင်ပါမယ်ဒါအပြင်မှာ tactical support ဆိုတဲ့အထက်မှာစစ်ရေးနည်းပညာနဲ့ပတ်သက်တဲ့ထောက်ပံ့ကူညီမှုအမျိုးမျိုးပါဝင်သွားမှာဖြစ်ပါတယ်သူတို့အဓိကကူညီမဲ့အဖွဲ့အစည်းတွေကစစ်ကောင်စီကိုစန့်ကျင်တော်လှန်နေတဲ့တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတွေလို့ဆိုထားပါတယ်တိတိကျကျသိရတာကတော့ AA အာရခတပ်တော်နဲ့ CNF ချင်းမျိုးသားတပ်ဦးတို့ပါဝင်ပါတယ်ဒီသတင်းဟာလွန်အရေးကြီးတဲ့သတင်းကြီးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့တိုင်းပြည်ရဲ့ကံကြမ္မာကျွန်တော်တို့ပြည်သူတွေရဲ့ကံကြမ္မာအပေါ်မှာအကျိုးသက်ရောက်မှုကြီးကြီးမားမားဖြစ်ပေါ်စေမဲ့သတင်းကြီးတစ်ပုဒ်ပါယူကရိန်းရုရှားစစ်ပွဲကြီးကြောင့်တေဆုံးရသူစုစုပေါင်း1 သန်းလောက်ရှိပါပြီယူကရိန်းရုရှားစစ်ပွဲဆိုတာဟာအမေရိကန်ကကြောထောက်နောက်ခံပေးပြီးတော့ဆင်နွှဲနေတဲ့ proxy စစ်ပွဲကြီးပါတနည်းအားဖြင့်ပြောရရင်ကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ရုရှားနဲ့အမေရိကန်စစ်ဖြစ်နေတယ်လို့ပါပဲအခုဘင်္ဂလားဒေ့ရှ်ကို proxy တစ်ဖွဲ့အသုံးပြုပြီးတော့မြန်မာနိုင်ငံမှာအမေရိကန်တို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေဖြစ်လာရင်တရုတ်ကဘယ်အခန်းကဏ္ဍကနေဘလို့လှုပ်ရှားလာမလဲမြန်မာနိုင်ငံဟာဒုတိယယူကရိန်းဖြစ်လာတဲ့အထိကန်ဆိုးမိုးမောင်ကျလာတော့မှလားဆိုတာမျိုးအထိစိုးရိမ်ပူပန်စရာဖြစ်လာပါပြီတရုတ်နဲ့အမေရိကန်ကကြိုးကန်ပြီးတော့မြန်မာနိုင်ငံကိုသူတို့အကျိုးအတွက်မှောက်ချီလှန်ချီတွေလှုပ်လာမယ်ဆိုလို့ရှိရင်တော့ယူကရိန်းတက်မရော့တဲ့ကန်ဆိုးမိုးမောင်ကျမှုကြီးစီကိုဥတီသွားနိုင်တဲ့အန္တရာယ်ရှိပါတယ်ကျွန်တော်တို့တိုင်းပြည်မှာငလျင်ကြီးလှုပ်ပြီးတော့လူတွေတောကမီတောက်လောင်နေချိန်ငလျင်လှုပ်ပြီးတဲ့နောက်တကြံကာလာကြီးကိုရောက်လာတော့ပျော်ရမလားမပျော်ရဘူးလားအငင်းပွားနေကြတဲ့အချိန်တခါစစ်ကောင်စီကအကျဉ်းသားတွေကိုအကျွေးယူသလိုမျိုးအဟောင်းပေးအသိယူလုပ်နေတဲ့အချိန်မှာကမ္ဘာအင်အားကြီးနိုင်ငံကြီးရဲ့လျှို့ဝှက်စစ်စင်ရေးတစ်ခုသတင်းစာရဲ့မူလအသုံးနှုန်းရဆိုလို့ရှိရင်တော့ clandestine operation ဆိုတာကြီးတိုးတိတ်တက်ဝင်လှုပ်ရှားနေပါတယ်မတ်လ24ရက်25ရက်နေ့တွေမှာအမေရိကန်ပစိဖိတ်ဒေသဆိုင်ရာဒုတိယစစ်ဦးစီးချုပ်ဂျိုအယ်ဗာဝယ်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်လာပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဝါကာဥစ်ဇာမ